Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နေကြီးကတေးကျူပေါင်းမီလေးကိုပတ်တန်လေးဆွဲပြပေးမယ်ပေါ့နော်အရင်တော့လိုအပ်တဲ့ကိုတိုင်းလေးရတော့တင်ရတင်ကြရဲ့အရှိရတိုင်းထားဖို့လိုရပေါ့နော်ခါကတော့မတိုင်းထားပြီးလဲရတယ်ဒီမှာဆိုလို့ရှိရင်တင်အကြကိုဘယ်လိုတိုင်းမလဲဆိုရင်ခါရဲ့အသေးဆုံးနေရာကနေပြီးတော့တင်အမောက်ဆုံးနေရာကိုတိုင်းထားပြီးရမယ်ဒီသုံးခုအဓိကပေါ့နော်အရှိကတော့လိုတလောက်ယူပေးပါပထမဆုံးမြင်းတွေကိုစပြီးတော့ဆွဲမယ်မြင်းတွေကိုစပြီးဆိုရင်နံပါတ်1ကဟိုဘက်ဒီဘက်ကို15 cm စီရီတို့တွေမြင်းနဲ့ကြောင်းဆွဲလိုက်မယ်ပေါ့နော်ဒီမှာတော့နေကြီးကဗီဒီယိုတွေကပေါ်ကြည့်ရရင်အဆင်မပြေမှာဆိုလို့သေးနေလို့ပေါ့နော်7.5 cm ပဲဆွဲလိုက်တယ်တကယ်ဆွဲရမှာကဒီမြင်းက15 cm အကွာဝေးရှိအောင်ဆွဲပြရမယ်ပေါ့နော်โอเคဒီမှာနောက်ထပ်ဒီဘက်မှာလည်း15 cm မြင်းနဲ့ကြောင်းပေါ့နော်ဟိုဘက်ဒီဘက်ဆွဲလိုက်မယ်ဒီနှုတ်လေးတွေကိုကြတော့နေကြီးက Facebook မှာဓာတ်ပုံလေးနဲ့တင်ထားပေးရပေါ့နော်โอเคဒါဆိုရင်နံပါတ်2ကတင်ကြမြင်ကိုဆွဲမယ်တင်ကြမြင်ကိုတော့ရွတိုင်းထားတဲ့နေကြီးတင်ကြကတော့21ရှိရဲအဲကြောင့်မို့လို့တင်ကြမြင်21 cm ကိုတင်တိုင်းလိုက်မယ်ပေါ့နော်โอเคပြီးရင်တော့နံပါတ်3အနေနဲ့ခွာမြင်ဆွဲမယ်ပေါ့နော်ခွာကြမြင်အတွက်တင်ကြတန်ဖိုးကို2နဲ့စားပြီးတော့တင်ကြမြင်ရနေပြီးတော့ထပ်ချပြီးမယ်ပေါ့နော်ခုနကတင်ကြက21 cm ရှိတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်ကြ21 cm ကိုညီကြီးက2နဲ့စားလိုက်မယ်ပေါ့နော်10.5 ရအဲ့10.5ကိုခုနကတင်ကြမြင်ကနေပြီးတော့ပဲထပ်ချလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့မြင်း3ချောင်းလုံးပြီးသွားပြီပေါ့နော်မြင်း3ချောင်းလုံးပြီးသွားရဲ့ခါကျရင်တော့ဒီလိုတွက်နေလေးတွေနဲ့စပြီးတော့တန်မိုးလေးတွေထည့်ကြမယ်တင်တန်မိုးကိုနေကြီးက8 cm ဒါမှမဟုတ်လို့ရှိရင်20 cm ထိကျက်တဲ့လောက်ပေါင်းပြရတယ်ကိုပွားရင်ပွားကျင်တဲ့လောက်ပေါင်းပေါ့နော်ပုံမှန်ကတော့12 cm 16 cm လောက်ပေါင်းတယ်နေကြတော့12 cm ပေါင်းလိုက်တယ်ပေါ့နော်မူရင်းတင်64 cm ကို12 cm ပေါင်းပြီးတော့2နဲ့စားလိုက်တယ်ပေါ့နော်94 cm ကိုနေကြီး2နဲ့စား12ပေါင်းလို့2နဲ့စားကိုပွားခြင်းတယ်ဆိုလို့ရှိရင်တော့20 cm လောက်ထိကိုပေါင်းပေးလို့ရတယ်ပေါ့နော်53 cm ရတယ်အဲ့ဒီ53 cm ကိုတင်ဖြစ်တဲ့ကြောင့်မို့လို့တင်မြင်းမှာတင်ကြမြင်းမှာနေရောတင်မယ်ပေါ့နော်ခုနကမြင်းလေးဆိုရတယ်လေးမှားသွားလို့ပိုရှင်မလေးနဲ့ဖြတ်ထားတာပေါ့နော်အဲ့ဒီမှာ53 cm ကိုနေကြီးမှတ်လိုက်မယ်53 cm တခုလုံးကိုဆွဲချပေးလိုက်မယ်ပေါ့နော်ဆွဲပြီးအဲ့ဒီ53 cm ကိုတဝက်ဝက်ပေးမယ်ပေါ့နော်53 cm ကိုအလဲတဝက်ဝက်ပြီးတော့မြင်းတစ်ချောင်းထပ်ဆွဲပေးရမယ်ဒီချက်ဒီဗီဒီယိုထဲမှာပတ်တန်လေးကပုံစံငယ်လေးဖြစ်တယ်အတိုင်းကြီးကတော့ကွက်တီကြီးတော့နေကြီးမရေးထားဘူးပေါ့နော်ပြီးရင်ဟိုဘက်ဒီဘက်ကိုB ဆို B F ဆို F ပေါ့နော်ရှေ့ချမ်းနောက်ချမ်းဆိုပြီးတော့မှတ်လိုက်တယ်။ Okay နှစ်ချမ်းဖြစ်သွားတဲ့ဟိုဘက်ဒီဘက်ကိုရှေ့ချမ်းဆို F နောက်ချမ်းဆို B လို့သတ်မှတ်ပေးလိုက်မယ်။နံပါတ်2ချက်အနေနဲ့ F နဲ့ B နဲ့မှတ်ပြီးသွားပြီဆိုပါကခွက်မြင်အတွက်ခွာစာရေးမှတ်ပါမယ်။ရှေ့ချမ်းအတွက်ဆိုလို့ရှိရင်တင်တန်ဖိုးကို20နဲ့စားမယ်။နေကြီးတင်က94ရှိရဲ94ကို20နဲ့စားမယ်။4.9ရတယ်ပေါ့နော်အဲ့4.9ကိုရှေ့ချမ်းဖြစ်တဲ့ကြောင့်မို့ F အချမ်းမှာ4.9ကိုကွာမြင်မှာမှတ်မယ်ပေါ့နော်4.9အတွက်ရေကွာမြင်မှာမှတ်ပေးလိုက်မယ်နောက်ချမ်းအတွက်ကွာမြင်ကိုမှတ်မယ်နောက်ချမ်းကိုတော့ဒီမှာရေနှုတ်ကလေးမှာရေးထားပေးတယ်နောက်ချမ်းအတွက်ကွာမြင်မှတ်ဖို့ကတင်ကို30နဲ့စားမယ်တင်94ရှိတာကိုနေကြည့်30နဲ့စားလိုက်မယ်ဆယ်နဲ့လာတယ်တော့9.4ရတယ်ပေါ့နော်အဲ့ဒီ9.5ကိုကြာတော့ခုနကလိုပဲဒီ B နောက်ချန်ဖြစ်တဲ့ကြောင့်မို့လို့နောက်ချန်ရဲ့ဒီဘက်ကနေပြီးတော့9.4ထုတ်လိုက်မယ်ပေါ့နော်မြင်းလေးအမှတ်ကလေးမှတ်လိုက်မယ်ဗီဒီယိုထဲမှာတော့မပါသွားဘူးနော်ကြည်တေချာလည်းမကြည့်လိုက်ဘူးနော်ကင်မရာချိန်ထားတာလေးကိုကြာတော့လေအားကြောင့်မို့လို့ပါထုံးစံတိုင်းအမှတ်ကလေးတွေမှတ်ခဲ့မယ်ပြီးရင်ခွာဝိုက်ဖို့အတွက်ခါးမြင်းကနေပြီးတော့2 cm ဝင်ပြီးတော့2 cm တက်မယ်နောက်ချမ်းမှာခါးမြင်းကနေဆိုတာထိတ်ဆုံးဆွဲခဲ့တဲ့မြင်းကို2 cm ဝင်မယ်အပေါ်2 cm တက်မယ်โอเคဒီအမှတ်ကလေးကိုယူဆက်မယ်ပေါ့နော်ဒီအမှတ်ရဲ့ဒီကနေတော့3 cm လောက်ကိုမှတ်ခဲ့လိုက်ပေါ့နော်ဒီတင်ကနေပြီးတော့မမှတ်လဲရတယ်ဒီတိုင်းလေးပဲ white ချပေးလိုက်ပါโอเคအတိုင်းသေချာတိုင်းရမှာဆိုလို့ရှိရင်တော့သေချာတက်ရက်လေးထွက်လာမယ်ပေါ့နော်နေကြတော့ပုံစံငယ်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းလေးသေချာလေးကြည့်ပေးပါရှေ့ချမ်းအတွက်ဆိုလို့ရှိရင်တော့ခါမီကနေ1 cm ဝင်ပြီးတော့1 cm ချပေးမယ်ခ
ခါမြင့်အဲ့ဒီထောက်ကနေပြီးတော့1 cm ဝင်မယ်ပြီးတော့1 cm ချပေးမယ်ပေါ့နော်ခုဆို1 cm ဝင်ပြီးတော့ခုန1 cm ချလိုက်တယ်ပေါ့နော်အဲ့ဒီအမှတ်ကလေးကိုမှတ်မယ်ပေါ့နော်โอเคအဲ့ဒီအမှတ်ကလေးကနေပြီးတော့လည်းညီတို့ခွာဝိုင်းမယ်ခွာဝိုင်းလို့ဆိုရင်ခုနတင်ရနေပြီးတော့3 cm လောက်အပေါ်မှတ်ကလေးမှတ်ခဲ့ပေါ့နော်မမှတ်လည်းရပါတယ်ဒါကတော့ကိုလိုသလိုလေးပေါ့နော်လိုမျိုးလေးရလာပြီဆိုရင်အဲ့ဒီမှာခုနက2 cm တိုးဝင်2 cm တက်ခဲ့တဲ့မြင်းနဲ့1 cm ဝင်1 cm ချခဲ့တဲ့မြင်းနှစ်ခုကိုဆက်လိုက်မယ်ပေါ့နော်ဒီပုံစံအတိုင်းလေးရလာပြီဆိုရင်ဒီပတ်တန်လေးကတော်တော်လေးပြည့်စုံပြီပေါ့နော်ပြီးရင်တော့ဒီအရှည်ကိုတိုင်းမယ်အရှည်ကိုတော့နေကြီးကအရန်အရှည်ကြီးလို့ကျင်တာဖြစ်တဲ့ကြောင့်မို့45 cm လောက်ပဲယူလိုက်တယ်ပေါ့နော်နွေရာသီကအရန်ပူတာဖြစ်တဲ့ကြောင့်မို့လို့နေကြီးအဲ့လောက်ပဲယူလိုက်တယ်ပေါ့နော်ပြီးတော့ခုနကဘောင်မြင်းလေးတွေနဲ့သူ့ရဲ့ဒီခွာမြင်းလေးတွေကိုဆက်ပေးလိုက်မယ်ဆိုလို့ရှိရင်ဘောင်းပီကပုံကြကြလေးဝတ်လို့ရပြီပေါ့နော်ဒီပတ်တန်လေးကိုနေကြီးတေချာလေးညှက်ပြီးတော့ချုပ်လို့ရပါပြီဒီမှာအရေးကြီးတာကဒီမှာတရေကျိုးတက်တဲ့နေရာစားလို့ရှိရင်ပြန်ခောက်ရတာဖြစ်တဲ့ကြောင့်မို့အပေါ်5 cm တက်ခဲ့ပြီပေါ့နော်အကယ်၍ကိုကပတ်တန်မှာတစ်ခါတည်းမလုပ်ခဲ့ပေးရင်လည်းပိတ်စားညှက်တဲ့ခါကျမှ5 cm ပို့ပြီးတော့ညှက်လိုက်လေရတာပေါ့နော်ဘေးကိုတော့1 cm စီပဲကိုချုပ်ပြန်ချုပ်မဲ့ချုပ်စာလောက်ထားပြီးတော့ထားခဲ့ပြီပေါ့နော်ဒါကတရေကျိုးအတွက်နေရာလေးပါဒီမှာ1 cm ချုပ်စာလေးထားပြီးတော့ပိတ်စားတင်ပြီးတော့ညှက်ပြီးတော့ပုံမှန်တိုင်းချုပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ဒီကြီးရဲ့ဘောင်းမီလေးရဲ့တသက်ရက်လေးထွက်လာမှာဖြစ်ပါတယ်ဒီလိုဘောင်းမီလေးမျိုးလေးဆိုလို့ရှိရင်ပေါ့နော်ပိုကိုပုံစံဆန်းလေးကိုမအောက်နာမှာအတွန့်လေးထည့်လိုက်မယ်ဆိုရင်တော်တော်လေးပေါ့နော်ဝါလှလှလေးဖြစ်တယ်ပေါ့နော်ချုပ်နေတော့အသေးစိတ်နေကြီးမချုပ်ပြရတော့ဘူးနော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တက်တယ်ဆိုရင်တော့ like subscribe လေးလုပ်တော့ပေးကြပါအောင်ရှင်